မင်္ဂလာပါနော်ဒီနေ့ဗီဒီယိုလေးကိုနားထောင်ပေးဖို့အတွက်ဒီနေရာကိုရောက်လာပြီးတဲ့အတွက်ကြောင့်မလို့ကျေးဇူးတင်ပါတယ်အကယ်၍တင်တီနီးပင်ပန်းနေတယ်ဆိတ်ရှုပ်နေတယ်ဆိုရင်လည်းဒီနေရာမှာကတော့ဘာမှဟန်ဆောင်နေစရာမလိုပါဘူးဒီနေ့ကျွန်မပြောပြချင်တဲ့အကြောင်းအရာကတော့အောင်မြင်ဖို့အတွက်နည်းလမ်းတွေလည်းမဟုတ်ဘူးပြည့်စုံဖို့အတွက်ဘယ်လိုနေထိုင်ရမလဲဆိုတဲ့နည်းလမ်းတွေလည်းမဟုတ်ဘူးပေါ့နော်ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့ကိုနည်းနည်းလောက်လေးနားလည်ပေးဖို့နဲ့နည်းနည်းလေးလေးစားပေးဖို့အတွက်ပြောပြပေးမယ့်အကြောင်းအရာလေးပဲပေါ့နော်လူတွေတော်တော်များများကကိုချင်းချင်းတန်ဆက်ဆံကြတယ်တကယ်တမ်းပြောရမယ်ဆိုရင်ကျွန်တော်တို့အများစုကကိုပြောတဲ့စကားတွေဟာကိုချစ်တဲ့လူတွေကိုတော့ဘယ်တော့မှမပြောဖို့တဲ့စကားတွေဖြစ်နေတတ်တယ်ဥပမာငါမကောင်းဘူးငါမလုပ်နိုင်ဘူးငါမဖြစ်နိုင်ဘူးတခြားလူတွေလုံနိုင်နေပြီမဲ့ငါမလုံနိုင်ဘူးထင်ပါတယ်ကွာဆိုတဲ့စကားလုံးတွေပေါ့နော်ဒီလိုစကားတွေကိုကိုနေ့တိုင်းပြောနေကြတယ်ဒါပေမဲ့ခဏလောက်ရက်ပြီးတော့စဉ်းစားကြည့်ပါကိုဘယ်လောက်ထိများတဲ့အခက်အခဲတွေကိုအောင်မြင်စွာကြော်ဖြတ်ခဲ့ပြီးပြီလေဘယ်လောက်ထိခက်ခဲတဲ့အခြေအနေတွေကိုတောင့်ခံနိုင်ခဲ့တာလဲဆိုတာကိုပေါ့နော်ဒါတွေကိုအပြစ်တင်မဲ့စာလေးစားပြီးဖို့လိုပါတယ်ကိုလေးစားခြင်းကမာနကြီးတာမဟုတ်ပါဘူးကိုတန်ဖိုးထားတယ်ဆိုတာကကိုတခြားလူတွေထက်မြင့်မားတယ်လို့ထင်တာမဟုတ်ပါဘူးမာနဆိုတာကတော့ငါမင်းထက်ပိုကောင်းတယ်လို့ပြောတာပါကိုလေးစားတယ်ဆိုတာကတော့ငါလည်းတန်ဖိုးရှိပါတယ်လို့ပြောချင်တာဖြစ်ပါတယ်တခြားလူတွေကိုနှိမ်စရာလည်းမလိုပါဘူးကိုအနည်းငယ်လောက်လေးမြင့်တင်ပေးအောင်ပါပဲအသက်ရှင်ကျန်ရခဲ့တဲ့ကိုယ့်ရဲ့အစိတ်အပိုင်းတွေကိုလေးစားပါအောင်မြင်ခဲ့တဲ့အစိတ်အပိုင်းတွေတည်းမဟုတ်ပါဘူးလှပနေတဲ့အစိတ်အပိုင်းတွေတည်းမဟုတ်ပါဘူးအသက်ရှင်ကျန်ရခဲ့တဲ့အစိတ်အပိုင်းတွေအားလုံးကိုလေးစားပါပျောက်ကွယ်သွားခြင်းတဲ့အချိန်တွေတောင်မှမပျောက်ကွယ်သွားဘဲနဲ့ဆက်လက်တောင့်ခံနိုင်ခဲ့တဲ့ကိုယ့်ရဲ့အစိတ်အပိုင်းတွေစိတ်တန်ရာရပြီးတဲ့နောက်တောင်မှဆက်လက်ပြီးတော့ချစ်နိုင်ခဲ့တဲ့ကိုယ့်ရဲ့အစိတ်အပိုင်းတွေအဲ့ဒီအစိတ်ပိုင်းတွေအားလုံးကိုလေးစားပေးပါတချို့အကျင့်တွေကအားနည်းချက်တွေမဟုတ်ပါဘူးအသက်ရှင်ဖို့အတွက်တင်ယူခဲ့ရတဲ့နည်းလမ်းတွေဒါဖြစ်ပါတယ်ကိုလေးစားဖို့အတွက်ပြည့်စုံနေစရာမလိုပါဘူးပင်ပန်းမှပဲကိုလေးစားနိုင်မယ်အောင်မြင်မှပဲကိုလေးစားနိုင်မယ်ဆိုတာတွေကတခုမှမဟုတ်ပါဘူးကိုလေးစားပေးဖို့အတွက်ပြည့်စုံနေစရာမလိုပါဘူးအသက်ရှင်နေရဲဆိုတာနဲ့တင်ကိုတန်ဖိုးရှိပါတယ်ကိုခန္ဓာကိုယ်ကိုလေးစားပါကိုခန္ဓာကိုယ်ကနေ့တိုင်းကိုအတွက်တိတ်လေးအလုပ်လုပ်ပေးနေတာပါကိုစိတ်မပျော်တဲ့နေ့တွေမှာတော့မှခန္ဓာကိုယ်ကကိုမစွန့်ပစ်ခဲ့ပါဘူးပင်ပန်းနေတယ်ဆိုတာကခန္ဓာကိုယ်ကကိုတစ္ဆာဖောက်နေတာမဟုတ်ပါဘူးငါပင်ပန်းနေပြီဆိုပြီးတော့ကိုအနာတောင်းနေတဲ့သဘောထားဖြစ်ပါတယ်ဘာလို့ငါတလို့ဖြစ်နေရလဲဆိုပြီးတော့မီးမြတ်စာငါကိုပြောပြပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါကိုယ့်ရဲ့ခံစားချက်တွေကိုလေးစားပါတင်မြင့်ရည်လွယ်တာမဟုတ်ပါဘူးတင်တိမြင်လွယ်တာပါဝမ်းနည်းမှုကတင်ပမာချစ်ခဲ့တာလဲဆိုတာကိုပြတာပါဒေါရကတင်းရဲ့အကန့်အသတ်တွေချိုးဖောက်ခံနေရပြီဆိုတာကိုပြတာပါခံစားချက်တွေကိုဖြည့်ပစ်ဖို့မလိုပါဘူးနားထောင်ပြီးဖို့ပဲလိုတာပါတင်းငယ်တဲ့အရာတွေကိုလေးစားပါအိယာကနေနေ့တိုင်းကျန်းမာထနိုင်ခဲ့တာပိုက်မစားပဲနဲ့နွေထွေးအိတ်ဆက်နိုင်ခဲ့တဲ့ညတွေတငယ်ချင်းတွေနဲ့ပျော်ရွှင်ရီမောနိုင်ခဲ့တဲ့နေ့ရက်တွေဒါတွေအားလုံးကအရေးပါပါတယ်တင်ကိုယ်တိုင်တတိထားမိဖို့ပဲလိုပါတယ်မပြီးပြည့်စုံသေးတဲ့ကိုယ့်ရဲ့အစိတ်ပိုင်းလေးတွေကိုခွင့်လွတ်ပါရှုပ်ထွေးနေတယ်ဆိုရင်လည်းရပါတယ်တိလာနေစေဖြစ်သေးတယ်ဆိုရင်လည်းအဆင်ပြေပါတယ်ကိုလေးစားဖို့အတွက်ပြီးပြည့်စုံနေစရာမလိုပါဘူးကိုနူးညံ့စွာပြောပါအမားလုံးမိတယ်ဆိုရင်ငါတင်ယူနေတယ်လို့ပဲပြောပါပင်ပန်းနေတယ်ဆိုရင်ဒါခက်တယ်ဒါပေမဲ့ငါအတွက်ငါရှိတယ်လို့ပြောပါစကလုံးတွေကကိုယ့်ရဲ့အတွင်းကဘာကိုဖန်တီးပါတယ်ကိုလေးစားခြင်းကအလေးအကျင့်တစ်ခုပါကိုမတိုက်ခိုက်တော့တာကလည်းကိုလေးစားခြင်းတစ်မျိုးပါပဲဒီနေ့ဘာမှကတိပေးစရာမလိုပါဘူးဘာမှလည်းပြောင်းလဲစရာမလိုပါဘူးတင်းရဲ့ကြိုးစားမှုတွေတင်းရဲ့ဖြစ်တည်မှုတွေတင်းရဲ့တက်တိတွေအတွက်ကိုအတိမတ်ပြုပေးဖို့ပဲလိုပါတယ်နားထောင်ပေးတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာထပ်ဆောင်လို့ရအောင် channel လေးကို subscribe လုပ်ထားပေးဖို့လည်းမမေ့နဲ့နော်